မင်္ဂလာပါပရိသတ်တို့ရေဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိကြတဲ့ Squid Game ရဲ့အသေးရစရာအကောင်းဆုံးမုတ်စားခြင်းစံဂိမ်းတွေကိုကဘာကျော်လူတက်လူပြက်ကြီး Pennywise ရောက်သွားခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာပါတကယ်လို့ကစားသမားတွေထဲမှာ Pennywise ပါခဲ့ရင်ဒီကစားပွဲကတာမန်ထက်ပိုပြီးတော့တွေးပြက်စရာကောင်းသွားမှာလားကစားပွဲစပြီဆိုတာနဲ့အယုတ်မကြီးကသူ့ရဲ့နာမည်ကြီးတခြင်းလေးကိုဆိုပြီးမျက်နှာလွှဲလိုက်ပါတယ်ကျန်တဲ့ကစားသမားတွေကတော့အသက်လူပြီးပြေးနေကြပေမဲ့Pennywise ကတော့လုံးဝမလုံမရှက်နဲ့ရက်နေပါတယ်သူကတာမန်လူမဟုတ်တော့အယုတ်မကြီးရဲ့ scandal တွေကသူ့ကိုအမိဖမ်းနိုင်ပါမလားအယုတ်မကြီးပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတခြားလူတွေကကြောက်လန့်တကြားတောင်ကြီးရက်နေကြပေမဲ့Pennywise ကတော့သူ့ရဲ့ထူးခြားတဲ့အပြုံးကြီးနဲ့အယုတ်မကြီးကိုစိုက်ကြည့်နေမှာပါတနက်သမားတွေကသူ့ကိုပြစ်မှတ်ထားပြီးပြစ်ခတ်လိုက်ရင်တောင်သူကတော့တနက်ကြည်စံတွေကိုဂယုမစိုက်ပဲပူပေါင်းနီကြီးတွေနဲ့အတူပျောက်ကွယ်သွားနိုင်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက Pennywise ဟာကစားသမားတစ်ယောက်အနေနဲ့ကစားမှာလားဒါမှမဟုတ်အယုတ်မကြီးနဲ့တနက်သမားတွေကိုပါပြန်ပြီးဒုက္ခပေးမဲ့သူလားဆိုတာပါပဲတကယ်လို့သူသားအစွမ်းပြလိုက်ရင်ဒီကစားပွဲဟာကလေးကစားစရာမဟုတ်တော့ပဲငရဲခန်းတစ်ခုလိုဖြစ်သွားမှာအသေးချပါပဲကဲတငယ်ချင်းတို့ရောဘယ်လိုထင်လဲPennywise Squid Game နဲ့တကယ်ရောက်သွားရင်အယုတ်မကြီးကိုအနိုင်ယူနိုင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေထပ်ကြည့်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်